အမင်းငါပါတော့ကျွန်တော်အပိုင်းနှစ်ပေါ့နော်စီရီတဲ့အပိုင်းနှစ်ပါကျွန်တော်ဒီနေ့ဒီဟာရေးကျွန်တော်မနေ့ကအပိုင်းမှာတွေ့လာကျွန်တော်ဒါရေးတော့ချောင်းမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်အုတ်ကြီးကိုတော့မေးဖို့လုပ်တယ်ပေါ့နော်ဒါမှအုတ်ကြီးရင်မရဘူးအမအုတ်ကြီးကိုကျွန်တော်တော့မေးမယ်ဆိုပြီးသွားပါတယ်နော်အုတ်ကြီးရင်ကပိတ်ထားခဲ့တယ်နော်ဘာညရမလဲသူအိမ်ကြောင်းဖို့တွေပါလောက်တာတွေကတော့မို့တဲမှာသူတို့အနွေးတွေပါတော့ခက်ခဲပိတ်ခဲ့တာမသိဘူးအားကြောင့်ဒီကိုမေးကြည့်ရမယ်ကိုလာတယ်အခုကျွန်တော်တချင်းခွေနှစ်ခွေရယ်ဒီကျိုး6ခုရယ်ဒီငိမ့်ချက်ဆိုရရနဲ့ဒီတော့အာယုံ၄ခုရှောင်းရအေးဟောငိမ့်ချက်ရငိမ့်ချက်မရရတယ်အော်ကျွန်တော်ကုတ်ရတာဗျအဲ့ဒီဟာကျွန်တော်မတိအောင်လာရောက်လာအေးငါချမရောက်ရတယ်အဲ့ငိမ့်ချက်တစ်ခုကိုမင်းတက်စနာပြီးကွာကျွန်တော်ဟာနေဝဲတက်စနာယူမယ်ကွာဟုတ်ကဲ့ကိုရဒီတော့အိုးတော့ရှိဒီကွာကျွန်တော်ဟာလေတော့နှစ်စတက်တဲ့ငါခိုင်ငါဆိုင်သူတချင်းခွေတွေထပ်သွားနေတော့ဒီဒင်းချဆိုအရာကိုကျင်းတယ်ဟုတ်ကဲ့ကိုကျေးဇူးပဲကျွန်တော်ဒါနဲ့ဦးနော်ကျွန်တော်ဗလာတော့အောင်မသိရတဲ့အတိုင်းကျွန်တော်အိန္ဒိယအရင်ထွက်တာပဲညင်ဝါဖြစ်တာပဲကျွန်တော်တို့ပေါ့နော်ဒီတကားကျွန်တော်တို့တက်ပါဒီဟာရခိတ်ကတက်ပေါ်တက်မိပါတယ်ဗျာအဲ့တော့ကျွန်တော်အိမ်ရေးပါရေးတစ်ခုနောက်တစ်ခုကတက်ဝဲမယ်ဗျာနောက်ကျွန်တော်အိမ်ရေးဖို့အတွက်ဟိုအကိုပဲတော့မေးရမယ်သူတို့ကရွာခံနဲ့တူပါတယ်အဲ့ let's go အကိုကျွန်တော်မေးမယ်ထပ်ပြီးနှစ်စတက်တောင်ရှိသွားဆိုတော့တထေးပဲပေါ့ဗျာဟေးစတာပါလို့ဟေးအော်မညင်းတယ်အော်မဆိုင်တက်ရောက်တယ်ဘာဒီဆိုင်တစ်ခါဝင်33ဟုတ်တန်ရငါတော့မှတစ်ဆိုင်ဝင်အောင်ပင်ငါနေရောပါမုတ်တွေကြောင်းအခုကျွန်တော်ဒီနားမှာကြီးပြအိမ်ရေးပါဝယ်လို့ရရအေးခဏငါမှာတော့အိမ်တစ်ခုတော့ရှိတယ်ကွာအေးဟုတ်ရကိုကျွန်တော်အိမ်ရေးချောင်းအိမ်ရေးဝယ်ကြအေးမင်းအိမ်ကဟိုအုတ်ကြီးရှိရအိမ်ပါရဟုတ်တယ်ကိုဟုတ်တယ်အဲ့ဘယ်တော့ပြီးရောအေးအဲ့ရောတစ်စတက်ပေးရကွာဟာတစ်စတက်ကဲကိုအဲ့တော့ကျွန်တော်ဘယ်အိမ်ယူရအေးခုနကမင်းကြည့်ရဲ့အိမ်ကွာအဲ့အိမ်ကိုမင်း32ခုနဲ့ရောမင်းအိမ်ကစမိုင်းပိုင်းရောပါတော့ကွာတစ်စတက်ပေးရဟုတ်ကဲ့ကိုပြရမစို့အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ဒီကတစ်စတက်ယူရမယ်ဟိုကျွန်တော်32ခုပြန်ပြီးတော့ပေးလိုက်မယ်အဲ့တော့ပို့ပြီးလွယ်တယ်ပေါ့နော်ဟောဒီတော့ကျွန်တော်တို့ရှုပ်ကုန်32ဆိုတော့ဒီ32โอเคရပြီဟိုကျွန်တော်အမှ32ခုယူလိုက်တယ်ကျွန်တော်ပြီးတော့ဒီပစိမ်းတစ်ခုယူမယ်အဲ့ဒါဘယ်လောက်ကြတော့အေးငါညီအဲ့ဒါ9ခုပဲကြတယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ယူလိုက်မယ်နော်ဘာဖြစ်လဲဆိုတော့တိရတာနဲ့ကွာကျွန်တော်ဗလာတော့အောင်ရတိမလို့ထင်ပါတယ်ကျွန်တော်အင်ရပစ္စည်းတဲရမှာပေါ့နော်โอเคအင်ရတော့တဲ့သွားပြီအဲ့တော့ကျွန်တော်တို့ကျွန်တော်ပတ်စံတော့ခံသွားပြီးတော့ကျွန်တော်အိမ်ရွှေ့ပါမယ်ကျွန်တော်ပြီးတော့ရွှေတုံးနေချောင်းရအခုကျွန်တော်ရွှေတုံး၄ခုချောင်းရအေးဟာရွှေတုံး၄ခုဆိုအပရနာစတက်ရမယ်ကိုအိုးမနစတက်စီချီဟဲ့အောင်ရေးငါဘာမှမတွေ့ရတွေ့ရတဲ့ငါတထေးဖြစ်ပြီးရောငါတထေးညစ်ပြီးသွားပြီးပင်ဆိုင်ကနေပါလိငှားမယ်ဘယ်သူရှိရငှားမှမသိဘူးငှားတော့33ရောကွာငါသိပြီဟောချန်ခုံတော့ဟိုးမရဘူးငါစိတ်ထင်အဲ့ဒီချန်အဲ့ရဟောကွာငါဝယ်လိုက်မယ်ငါဝယ်ဖို့သူ့ရဲ့ပိုင်ရှင်ရှာမယ်ပေါ့ let's go ကဲရပြီကဲ
ရပြီရပြီဆိုရင်တော့ဒါဘယ်ကိုထက်ကဒါဒီထက်ကโอเคဒါရဲ့အကုန်ထပ်မယ်အကုန်ကြီးမယ်စီးရဲ့တင်ပြီးတော့ကျွန်တော်လက်ဆိုင်ဓာကြီးတွေပါရှိသွားတယ်ပေါ့ကျွန်တော် site တော့ site ဆော့ပြီး site ဟောက်ဆိုင်ပြန်ကျွန်တော်တို့တော်ဒီနေ့တော်ညဝိုင်းကျွန်တော်ဒုတိယမှာဘာကြီးမသိဘူးเนาะအခန်းကြီးပေါ့เนาะအဲ့ဒီအခန်းကျွန်တော်တွေ့ရအဲ့ဒီမှာဘာကြီးမသိအဲ့ဒါရဘာကြီးမသိအဲ့ဒါတွေ့တော့ကျွန်တော်ကအနှင်းထက်ဆိုရဘာကြီးမသိသူငါအသုံးမဝင်ရဟာကုန်ရောင်းပဲတော့ငါကအင်ကြီးဒီအိမ်တင်အိုးတူတက်ဒီအဲ့ဒီဟောတော့ကရင်မှာပါပြီးသားမမသူကရင်တော့ငါမနေပါဘူးကိုကရင်ကိုနေပါဘူးပေါ့နော်ကျွန်တော်ချင်းခွေထားမယ်ဒီလိုကျွန်တော်အရင်ကတော့ရှုပ်ဆက်ခတ်အောင်မထားတော့ဘူးတေးချာချာစီးစနစ်ရှိအောင်ထားမယ်နော်ကျွန်တော်အစင်ကြီးဒီကိုကြီးပဲထားမယ်ကျွန်တော်လည်းအဲ့လောက်ထိတိတ်မထားတတ်ဘူးဆိုတော့အစင်ကြီးပါဒါလေးရပြီကျွန်တော်ဒီမှာပစ္စည်းရေးထည့်ထားမယ်ဒီမှာကျွန်တော်ထည့်ရအဲ့လောက်ထိတိတ်မရှိဘူးဒါလေးရေရောဒါပြီးတော့ကျွန်တော်ဒါလေးရေပြနေဖို့ဒီပစ္စည်းကကျွန်တော်တော်စုပ်တင်လိုက်ဆိုတော့ဒီရဲ့ပဲထည့်ရတယ်ပစ္စည်းအပူလေးရောရပြီဒီဘောကကျွန်တော်တကယ်လုပ်ပါလေပေါ့နော်ထည့်လိုက်မယ်ဟုတ်ပါတယ်ကျွန်တော်ကတော့တထေးဖြစ်သွားပါပြီတထေးပေါ့နော်ပကနှလုံးတော့ပါကွာထားရတော့အိယာနှစ်ခုရောနှစ်ခုပေါ့ကွာကျွန်တော်တို့တထေးလေးတထေးဖြစ်သွားပြီဆိုတော့ဟိုဆိုင်ကနေပါရဝယ်မယ်ကုန်ထုတ်ပြမယ်ဗျာလုပ်ချင်တာကုန်ထုတ်မယ်ဟုတ်တယ်မလားဘူးမှပြောမရတော့အဲ့တော့ကျွန်တော်မှာကိုအရင်တော့ start 3 list မှာ30ရှိတယ်ဆိုအဲ့တော့ဒီခါနေတော့ထင်တော့အဲ့တော့ကျွန်တော်တော်တော်လေးကိုကျင်းနေတယ်ဒါပေမဲ့ကျွန်တော်တယောက်စားတော့လုံလောက်တယ်ကျွန်တော်ရဲသမားတော့မလုပ်တော့ဘူးရဲသမားတော့အောင်ကျွန်တော်ခဏကျွန်တော်အခုရင်တော့သတိထားမိတယ်ပေါ့နော်ဒီမှာခဏတက်ရုံနဲ့ရပြီဒီမှာတော့ဒီမှာရဲကုန်းကြီးတစ်ခုဒီစဘာကွာဒီကောင်ကြီးကတော်တော်လေးကြီးအဲ့ဒါကြီးပေါ့နော်ဆိုင်ကင်းတစ်ခုအဲ့ဒါဘသူရောင်းတာလဲကျွန်တော်လည်းမသိဘူးဒါမိုင်းတို့ဘသူရောင်းတာတရားထိုးရပြီဟာမိုင်းတို့ကျွန်တော်တရားမထိုးရဘူးနော်ဒီကရရှိဒီအကြီးဟိုင်းကတော့ကျွန်တော်ဒီနေ့အပိုင်းတော့ဒီတော့ပဲဒီအောင်နေပဲဆုံးသက်ပဲကျွန်တော်ဒီနေ့အပိုင်းမှာတော့ကျွန်တော်အထိတ်ဖြစ်ခဲ့ပါတယ်အမရာကြီးတန်းနေတော့30ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာနောက်ပိုင်းရောက်ဆိုင်တိုင်းကတော့ပိုင်ရှင်မရှိဘူးဆိုတော့မသိဘူးပြီးဟိုနာလေကွက်ကိုကျွန်တော်ဝယ်ပြီးအဲ့ဒီကအတီးနာနေလို့ကျွန်တော်ရောင်းမယ်ပေါ့နော်ဒီနေ့အပိုင်းရောဒီလောက်ပါပဲအောက်မဲ့တိုင်းတက်ခင်like ခေနှိပ်ပေးခဲ့ပါဦးအားလုံးကိုဘိုင်းပါကျွန်တော်နောက်ထပ်ဗီဒီယိုလေးထပ်တင်ပါပါဒါကျွန်တော်အပိုင်း9လောက်မှာပြပါမယ်အခုအပိုင်း2ပေါ့နော်အောင်မယ်ဘိုင်း